နေမီဆုံးရှုံးလိုက်ရတာကခိုးတဲ့နဲ့မပြီးသေးပါဘူးအဲ့ဒီအပေါ်ကနေဆက်လျော်ကြီးဆိုပြီးယူပြီးငွေတက်ကလေးဒါမှမဟုတ်တန်း30ကိုထပ်ပေးခဲ့ရပါတယ် ဒါဆိုရင်ဒီဇလန်တစ်ခုလုံးကနေဘာတွေကိုအဓိကမတားထားတင်တယ်လဲပထမဆုံးအနေနဲ့တာမန်ပြဿနာလေးတစ်ခုကို British တွေကစစ်ပွဲဖြစ်အောင်တမင်တကာတွန်းပို့ခဲ့တယ်နောက်တစ်ခုကဒီစစ်ပွဲဟာအန်အာချီနိုင်ငံတစ်ခုနဲ့ရိုးရနိုင်ငံတစ်ခုကြားကကြီးမားတဲ့နိပညာကွာရချက်ကိုဖွင့်ချပြလိုက်တယ်လို့ပါပဲပြီးတော့ဒီစစ်ရေးအကြတဲ့ကပဲနေပြည်တော်မှာနိုင်ငံရေးတော်လှန်မှုတစ်ခုဖြစ်စေပြီးပြည်ပင်းပြောင်းလဲစစ်တပ်ရှိတဲ့ဗယင်တစ်ပါးကိုနန်းတင်ပေးခဲ့တယ်နောက်ဆုံးနဲ့အထီးခိုက်ဆုံးအချက်ကတော့မြန်မာနိုင်ငံဟာအရေးပေါင်းရန်ကုန်စစ်ခန်းအပါအဝင်သူ့ရဲ့ပင်လယ်ထွက်ပေါက်အားလုံးကိုဆုံးရှုံးပြီးကွန်တွင်းပိတ်နိုင်ငံဖြစ်သွားခဲ့ရတာပါပဲ မင်းတို့မေးကတော့ပြူပင်ပြောင်းလဲလို့တဲ့စိတ်ထက်အပြည့်နဲ့နန်းတက်လာခဲ့တာမှန်ပါတယ်ဒါပေမဲ့သူ့လက်ထက်မှာနိုင်ငံကပိုသေးသွားပြီးပိုအားနည်းသွားပြီဒီတော့စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့တာကတော့မျိုးဆက်သစ်ခေါင်းဆောင်မှုတစ်ခုကကမ္ဘာလုံးဆိုင်ရာအင်ပါယာကြီးတစ်ခုရဲ့မရက်မနာချီတက်လာမှုကိုတကယ်ပဲတားဆီးနေပါမလားဆိုတာပါပဲ